မင်္ဂလာပါရှင်။လိုက်စာ TV ရဲ့ဗမာတိုင်းနာဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီဇင်ဘာ23ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမကွန်မန်ဂျီလာကနေပြီးတော့တင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဖက်မှဘူတာအိုမြို့ဒေရှိပြည်သူများတုံပြနေတဲ့စတာလင်တရားကျော်ဖန်စီလိုက်ပြီးဖြစ်ကြောင်းသိရပါဗျ။အခုလိုဖန်စီလိုက်တာကြောင့်ပြည်သူအများဆက်တွေရေးမှအခက်အခဲများစွာကြုံတွေ့နေရကြောင်းလည်းသိရပါဗျ။စစ်ကောင်စီတပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာတနိုင်ငံလုံးရှိဖုန်းအင်တာနက်လိုင်းများကိုဖျက်တောက်လိုက်ပြီးကချင်ပြည်နယ်တချို့တွေမှာယနေ့အထိအင်တာနက်လိုင်းပိတ်ပင်ထားတာတွေရှိကြောင်းသိရပါဗျ။စစ်ကောင်စီတပ်ဟာမြန်မာနိုင်ငံနေရအနှံ့ပြတွင်လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေတာကြောင့်ပြည်သူများတိတ်ဆုံမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုများလည်းနေ့တိုင်းကြုံတွေ့နေရတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ဒီဇင်ဘာ10ရက်နေ့ည9:00နာရီဝန်းကျင်တွင်လည်းရခိုင်ဒေသမြောက်ဦးပြည်သူ့စေယုံလေကြောင်းတိုက်ခိုက်မှုခံရတာကြောင့်အရက်တာ30ကျော်တိတ်ဆုံပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါတယ်။ KIO ထိန်းချုပ်နေမြေစဒုံဦးလိုင်းကျေးရွာအနီးတွင်လည်းဒီဇင်ဘာ9ရက်နေ့တွင် Jet Fighter အဖြစ်ပုံကျဲတိုက်ခိုက်မှုပြုလုပ်သည့်တာမကRocket ဖြစ်လဲပစ်ခတ်မှုပြုလုပ်တာကြောင့်ပြည်သူများ၏နေအိမ်များပျက်စီးသွားကြောင်းလည်းသိရပါတယ်။ရှမ်းပြည်နယ်နှင့်အခြားနေရာများတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့တဲ့စစ်ကောင်စီတပ်ဟာပြည်သူများနေထိုင်တဲ့ကျေးရွာများတွင်လေကြောင်းတိုက်ခိုက်မှုများရန်တမ်းပြုလုပ်နေတာကြောင့်ပြည်သူများသတိဖြစ်တာနေထိုင်နေရကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ဟာကချင်ပြည်နယ်နေရာအနှံ့ပြားတွင်ရေကောက်ပွဲပြုလုပ်နိုင်ရန်ပြင်ဆင်နေချိန်တွင်လုံခြုံရေးအတွက်မြို့ကြီးများတွင်စီရင်ရတိုးချေကမြို့တွင်းနေပြည်သူများကိုလည်းအတင်းအကျပ်စစ်ဆေးမှုများပြုလုပ်နေပြီးလေကြောင်းတက်ခတ်မှုကိုပုံရိပ်ပြုလုပ်လာတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကကချင်ပြည်နယ်အတွင်းမြို့ကြီးရွာစတဲ့နေရာတွေမှာယခုရက်ပိုင်းစစ်တပ်တစ်စုဆောင်ရန်လိုက်လံဖမ်းဆီးနေကြောင်းဒေသခံများပြပြချက်အရသိရပါတယ်။မြစ်ကြီးနားမုံငင်းမူကောင်ဖက်ကတ်နဲ့ရထားလန်းအနီးရှိမြို့ကြီးရွာတွင်ဘက်မှလည်းစစ်သားတစ်စုဆောင်တာတွေလှုပ်ဆောင်နေကြောင်းဇာတော့ဆိုင်နေတဲ့တူတွေကိုပါမကြံဖမ်းဆီးခိုးဆောင်တွားကြောင်းလည်းသိရပါတယ်။မိုးကောင်းနဲ့ဟူပင်ဒေသရှိ SNA ပြည်သူ့စစ်တပ်တွေပြည်သူအယောက်20ကိုလိုက်လံဖမ်းဆီးပြီးစစ်မှုထမ်းတင်တန်းတို့ပို့ဆောင်ကြောင်းဖမ်းဆီးခံရသူအင်တာများကပြောပါတယ်။စစ်ကောင်စီတပ်ကစစ်မှုထမ်းတင်တန်းအပတ်စဉ်20ဖွင့်ရဒင်းထုတ်ထားကြောင်းလည်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။